များတငယ်ချင်းကိုမင်းထက်တို့ကုမ္ပဏီကဒီဇိုင်းပြိုင်ပွဲလုပ်မယ် SK Game Room တင်တယ်ဒီကိုပြောင်းလာကစားခမည်းဆွဲထားတဲ့ drawing တွေကိုကျွန်တော်တင်ထားရရှိတယ်ခမည်းအဲ့ထဲမှာလုံးလက်စာ project လည်းရှိတယ်ဆိုတော့ခမည်းအုံတော့နည်းနည်းအလုပ်ပေးမှာကျွန်တော်ကိုဝေလင်းအကြောင်းတွေလိုက်စုံစမ်းရင်းနဲ့ဇာတိကသူ့အဖွားစီလည်းရောက်ခဲ့ပြီအဖွားပြောပြလို့ကိုဝေလင်းအကြောင်းတွေတည်ပြီးတော့အဖွားအခု request လုပ်လိုက်လို့ကျွန်တော်ဆက်ပြီးစုံစမ်းတယ်မင်းပုံမြင်နေရဒါပဲလားခုံတော့ကတ်လာတဲ့တယောက်လေသူကငါတို့နဲ့တချောင်းနဲ့ထင်တယ် GTC uniform တူကလည်းမှတ်မိလာတယ်အထူးသဖြင့်သူနဲ့ရမင်းကိုတွဲမှတ်မိလာတာမျိုးညီ弟把你面老来来干啥呀ညီ弟ဟဲ့မင်းကျန်ဖို့ကောင်းပြီငါ့ကိုကူခွင့်ပေးစမ်းပါကွာညီ弟ရိုက်ချိဘတော့ဖြစ်လာတယ်။ကြောက်မေးကြကြသတိထားနေ။ဘာဖြစ်လာလဲညာကြီးမင်းဘာမှမဖြစ်ပါဘူးခင်ဗျာကျွန်တော်6လဲလို့ပါဆင်ပြေးလားဟုတ်ပြပါတယ်အနောက်ချက်ဖြစ်သွားတောင်းပန်ပါတယ်လူကိုလည်းထိုးသားတယ်ပစ္စည်းကိုလည်းမစီမံဖြတ်စည်းသွားတယ်နောက်တစ်ခါတွင်ခွက်ကြီးပဲတဲ့ကန်တယ်ရေမှုထုတ်ပြီးဆေးပါလိမ့်မိလားနော်ငါတော့ကောင်းနေဆိုမင်းရှာကြည့်လိုက်我追到心多地不完的结巴，我手面的地路还没奔了，看到吗？ဒါမျိုးတွေဝင်ဘလို့တော့နှုတ်သွားလဲကြည်စမ်းအမြဲပုံမိုင်းနေရတယ်ပဲဝင်呀呀，就骗了比这嘛俺那个ထွက်သွားမြို့လင်းချမဲဒီလူဟာအိမ်မရပါအလင်းမရှိပါမြေဝေးမှာ Oh la milo mio ya yu jin ba be lin pe ke da le nyin lo mio
ရှိကအချိန်တိုင်းဆောင်ရှောက်ဖေးမှာပူပြင်းတဲ့တေကန်တာငြိမ်သက်တဲ့မြေလိုပါအတရေတွေဖေးရှာတရားတွေကူစား You are my missing piece မရှိမပြေဆုံးမြည် You are the one I need အစထိုးဖို့လဲမရှိ Yeah, please hello ချင်နေတယ်အသက်ရှူတိုင်းမင်းနဲ့တကဘာလေးရှိချင်တယ် Oh, you see the mirror, you are my missing piece, missing my piece of me. You are the one I need, so trouble machine. Me buy you pillow at the shitty type. Me buy you never soda. Me buy it, that's a shiz, yeah, me shiva. Jaya, did you know Omega? You at the wayside. Ngami pyamya, oh, you send them yet. Minama. Take a look, yeah, yeah. La milomio, yeah, you did it, baby, baby, the milomio, and not to see you. ခဏကိုနည်းနည်းကြာလေးသုံးလိုက်တယ်ဘာမှမဖြစ်တော့ထင်တာပဲမနေ့ပြန်ကောင်းကောင်းနားလိုက်နော်ညီတယ်လေးထိုင်မယ်နော်ဟိုနေ့ကကိစ္စမင်းငါ့ကိုစိတ်ဆိုးနေတော့နေတူတယ်ငါသူ့မှာတခြားလူရှိရဆိုတော့မသိလိုက်လို့ပါကွာငါတောင်းပန်ပါတယ်ရပါတယ်မင်းလည်းတကယ်ချင်းတွင်းနေဆိုရင်တက်ဝေးဖြစ်နေတာဆိုတော့တခါလေမင်းပြင်းငါနဲ့နေလေ project လည်းတူလုပ်လို့ရပါဘောရတယ်ငါနေတတ်ပါတယ်မင်းရတယ်ကွာတန်းနဲ့သားချင်းငါတကယ်ကိုမသိလို့အမှားလုံးမိတာပါကွာငါတောင်းပန်ပါတယ်ပြီးတော့နောက်မှအပေါင်းအသင်းလည်းမရှိလို့ပါဟို project တူလုပ်မယ်လေကွာနော်သဘောတူလားတေချာတော့ပြန်ဆက်တော့စိတ်ချပါငါတကယ်ချင်းချင်းအဲ့လိုတော့မလုပ်ပါဘူးကွာအခုကလည်းငါဖြစ်မနေမလို့မင်းကိုအကူအညီတောင်းရတာပါဒါနဲ့မင်းဖွားဖွားကြီးကိုငါကျေးဇူးတင်တယ်လို့ပြောပြရနော်ဘာလို့ငါဖွားကြောင်ထည့်ပြောနေတာမင်းရတယ်ကွာတကယ်ချင်းချင်းပဲဘာဖြစ်
ဟယ်လိုမင်းအခုပြန်မလဲငါလည်းခဏတွေ့ရအောင်ကွာငါဒီနေ့ပဲတွေ့ချင်တာစာနေကိုလေးရှိလားကိုလေးညဘယ်လောက်ကြာကြတော့ကျမ်းမာရေးကြီးဆိုင်တော့ခွက်အေးကြအောင်နေနော်တောက်ချက်တယ်သူတားပြီးတော့နားတော့မမဟုတ်လိုက်ခရီးပင်းတော့ပေါ့တောက်ခရီးပင်းတော့လေဒါအခုလိုဝင်ဘူးလားဒီတက်မှာဘာမှရှိမလဲမသိဘူး။ဒါထွက်မှဖြစ်တော့မှတဲ့။ဟုတ်ကဲ့။ညာကြီးချစ်တယ်နော်တာဟိုကိုနာလေဟိုလင်းလေးဒါနဲ့ကိုလင်းရောကွာကိုလေးမရှိတော့ဘူးလားဟမ်မသိဘူးကိုလေးရှိသေးလားညီတဲ့တော်ပြီထင်တယ်။မဲကျွန်တော်ကျေးဇူးတော်မတင်တော့ဘူးဆိုပြီးစိတ်တူနေ။ ငါတချင်းလုံးဒီမှာရှိနေရလေမင်းခုံတော့လည်းငါထူးတယ်မင်းမကြားရဘူးလားဒါဆိုရင်ကော့စဖက်ရှိနေမှာငါဝင်ပူးတဲ့အချိန်ပြီးတော့ငါဝင်းကြီးပြန်ခွာပြီးရင်ခဏပြောင်းနေမယ်ထင်တယ်ဒါနဲ့မင်းရောအားနေရတော့ကောင်းခဲ့တယ်လို့ခံစားရသေးလား ဘာမှခံစားတော့ တော်သေးတာပေါ့င
ငါမင်းတခုခုတန်ခံရမှာစိုးရိမ်နေတာဒါပေမဲ့အချိန်တိုလို့မခံစားရသေးရလေဖြစ်နိုင်တယ်နော် ငါကိုကတော့စိတ်ပူစမ်းမှာ အမြဲရှောင်နေရတော့ သားတို့လည်းကံကြမ္မာပေးတဲ့အခွင့်အရေးကိုတန်မိုးထားပြီးတော့စိတ်ငြင်သုံးညနော် ညီတဲ့ ခောက်ခေါင်နေကိုပြောထားတယ်လေ ဟေ့မနေ့ကငါဟိုကောင်နေဖိုက်ရမသိရမလားပြီးတော့ဘလက်ကြရင်မင်းကြိုက်ခဲနေမှာဆိုလို့ရေမိုးချုပ်ပြီးစိတ်ထရပေးသေးတယ်နော် ဘာလို့လဲ ဘာဖြစ်လို့လဲလက်လိုက်တော့ကွာမင်းကလည်း အဲ့လိုမလိုလိုက်လုံးမယ်ဆိုတာဖျောင်းနိုင်တဲ့ကိုမိခင်မင်းညှိလိုက်တာတော့မဟုတ်ခုတော့နောက်တစ်ချောင်းသုံးလိုက် အကောင်းနဲ့လည်းလှုပ်လဲလှုပ်ပေးရသေးတယ်စီနာနဲ့ကိုမတန်အောင် အာယောတခြားမှာနေသွားလို့ငါစကောလာရတဲ့ project လည်းငါပြန်နေတာပြီးတော့ဟိုရ presentation ကပို့အဆင်ပြေအောင်လုပ်လေငါမသွားခင်လည်းဆင်းရမယ်ဆင်းနေတယ်နဲ့ရှိနေသေးတယ်ကွာ ကိုခက်တာလည်းပဲလမ်းလည်းခက်တာလည်းဟိုးရှိရလမ်းပဲ ပို့အဆင်ပြေအောင်လုပ်လေငါမသွားခင်လည်းဆင်းရမယ်ဆင်းနေတယ်နဲ့ရှိနေသေးတယ်ကွာ ကိုခက်တာလည်းပဲလမ်းလည်းခက်တာလည်းဟိုးရှိရလမ်းပဲမရှိရ ဘေးကူလိုပြရတဲ့ကိစ္စမပြောတော့ပါဘူးကွာဘေး တနေ့ညထူးခြားပါလို့တယ်လေ ဟာဘာလဲရေချိုးတဲ့ကိစ္စမင်းအခုထိမကျင်တဲ့သေးရလားဟုတ်ငါကျန်တာဘာမှမလုပ်ဘူးနော် မဟုတ်ပါဘူးထူးခြားခြားဘာများမှတ်မိသေးလဲလို့အိမ်မက်တွေဘာများမှတ်သေးလဲ အိမ်မက်အေးဟုတ်သားပဲငါမင်းကိုပြောဦးမေ့နေတာ sorry ငါအိမ်မက်တယ်ကွာတနေ့ညအိမ်မက်ထဲမှာလေဟိုးအရင်ရလို့မြင်ကွင်းမျိုးတွေကြည်သိလား ဒီ အဲ့ညခမည်းမြင်တော့ကျွန်တော်လည်းမြင်တယ်အားကြောင့်သိနေညီတဲ့တခုခုဆိုမင်းတယောက်လည်းအရန်အတစ်မရဲနဲ့နော်မင်းတက်ကူဖြစ်ခေါ်ပြီးတိုင်မင်းမလို့ငါမင်းကိုစိုးရိမ်လို့ပြောနေ ကျိုးစံလားဟုတ်ကဲ့ what you person မှာကျွန်တော်ပါကျုပ်မထဲတော့အချင်းနဲ့ထုတ်ပေးပါလိပ်စာကိုကျွန်တော် message ပို့ပေးလိုက်ပါမယ်
ငါကတော့စိုးရင်လို့မင်းကတော့နော်မျိုးဖို့စိုးဖို့လောက်ပဲဟဲ့ဘာထက်မအောင်မလို့လဲ ဟယ်လိုကိုမင်းတက်ကျွန်တော်နေမင်းတက်ပါကျွန်တော်အိမ်လိပ်စာကို message ပို့ပေးလိုက်ပါမယ်ဖုန်းထဲကနေမပြောချင်လို့ဖြစ်နိုင်တယောက်တည်းလာခဲ့ပါလားဟုတ်ဒါဆိုတာပဲနော်သူဝယ်တော့လက်မှတ်က4ဆောင်တော့လား ကော်ဖီနဲ့နေရှူပြီးအေးဆေးစင်းတာခမရတယ်တကယ်ချင်းနဲ့တွေ့လိုက်ရတော့ညနေငယ်လေးတကယ်ပါပဲခဏနေကိုမင်းထက်လာရင်နင်းညာဖြစ်ခဲ့တာရင်လည်းခမရကြောင့်သူ့ပြောပြလိုက်တော့တကယ်ဆိုတရားခံရမယ်ဆိုလည်းခမရလည်းသိပြီးနေတော့ခမရသူ့ကြောင့်ဘယ်လောက်သိလဲမမှန်နဲ့ပဲမဲ့အဲ့ကောင်အရန်ကောက်ချစ်တာတော့ကျွန်တော်သိတယ် သူထင်လို့လားဟုတ်တယ်ဒါနဲ့သူ့ကြောင့်ဘယ်လိုသိရလဲ အမုန်းဖြစ်တဲ့ဒီခြေလိုရရင်ခြေပြလိုက်ခြင်းနဲ့ဆက်ဆံမှုမျိုးပဲသူနဲ့ကျွန်တော် မင်းစီဟာပတ်စံနဲ့လိန်သွားသေးလို့လား ကျွန်တော်စီရတော့မဟုတ်ဘူးကျွန်တော်မေးစီရအခုဒီလိန်ယူနေတော့ ခုနကတော့ဂျင်းကြီးရဲ့စီလို့ပါလို့ ਨੇ အခုကျသူမဟုတ်တဲ့အတိုင်းပဲ ခမရလဲနော်တော်တင်းပြောတဲ့ရှာအကုန်ကြားနေရတယ်ခမပြောနေ ဒါအတင်းပြောတာမဟုတ်ဘူးကွာညံရမ်းကောင်းလို့တော့အတွေးရနေပါဇက်ကနေအလိုလိုထွက်နေတာညံကြီးရှင်တို့ရဲ့အင်္ဂါရတစ်ပါးပေါ့ကွာ စားတွေတွေကအခုဒီမပြောင်းလဲဘူးနော်ကျွန်တော်ခင်ဗျားပေါ်တော်ပြောတယ်နေသားကြတယ်လို့ဖြစ်လာတယ်ကြည်လိုက် plus မှာကြည်ကြည်လိုက်